sketchup modeling စဆွဲတော့မယ်ဆိုရင်အဓိကအသုံးပြုတဲ့အခန်းကဏ္ဍနှစ်ခုရှိတယ်တစ်ခုက E D G E H ပေါ့နော်နောက်တစ်ခုကတော့ segmentဟောဒီ H တွေကတော့ကိုတို့တွေ့ရမယ့်ပုံသဏ္ဍာန်က line တစ်ခုပဲသို့မဟုတ်၄တောင်လို့တွေ့ရတယ်သို့မဟုတ် tree ကံပေါ့ H တွေကိုမြင်ရတာအဓိကအဲ့ဒီ sketchup ကိုအဓိကတိဆောက်သွားတဲ့အပိုင်းပေါ့နော် H ရဲ့ segment နှစ်ခုပဲရှိတယ်အများကြီးမရှိဘူး 3D modeling တိဆောက်တဲ့နေရာမှာ segment ကဘာလဲဆိုတော့ကိုလို line အတူအပြတ်တွေကိုပြောတာ line set တွေကိုပြောတာဟောဒီ line တွေကိုဆက်ချပါအဲ့လို line set တွေဆက်ချပြီးတော့မှ cycle တွေဖြစ်လာတယ်ဒါ segment okay အခုအကိုတို့ဆွဲမှာကဟောဒီ H ကိုဆွဲမှာဒီကောင်ကိုဆွဲမှာအဲ့တော့အကိုတို့က line 2ကိုစသုံးတယ်အင်္ဂလိပ်အခရာ L ကိုနှိပ်ရင်သူ့ရဲ့ shortcut ရတယ် line တစ်ချောင်းဆွဲ line တစ်ချောင်းဆွဲ line တစ်ချောင်းဆွဲ line ကြိုက်တယ်လို့ဆွဲတဲ့အခါမှာကျွန်တော်တို့မြင်နေရတဲ့မြင်ကွင်းဒီ360မြင်ကွင်း 3D perspective ကိုမြင်နေရတာဖြစ်တဲ့အတွက်ကြောင့်ဘယ်လိုတွေးရမလဲဆိုရင် line တွေကို exist တွေပေါ်မူတည်ပြီးအပြောင်းလဲဖြစ်သွားတဲ့ပုံသဏ္ဍာန်ကိုမြင်ရတယ်။အဲ့တော့ line တွေဒီဥဒ္ဓဟိုနေရာအနှံ့ကိုဆွဲတဲ့ပုံမူတည်ပြီးတော့ random လိုက်ပြီးတော့အပြောင်းလဲဖြစ်တယ်။အဲ့တော့ line selection 2ကနေထွက်ချင်တယ်ဆိုရင် escape နဲ့ထွက်လို့ရတယ်။ဟောဒီ escape key ကိုနှိပ်ပြီးတော့နော် line selection 2ကိုဖြတ်ချလို့ရတယ်ထွက်လို့ရတယ်။ Okay ဆိုတော့ကိုတို့ line ဆွဲပြီး line ဆွဲတဲ့နေရာမှာကိုတို့က line တစ်ချောင်းတဲ့ခြင်းမတဲ့ခြင်းကိုဘာနဲ့ကြည့်လဲဆိုတော့စနကကျွန်တော်ပြောခဲ့တဲ့ exist တွေနဲ့ကြည့်တယ်။အဲ့တော့ line တစ်ချောင်းဆွဲပြီး okay line တစ်ချောင်းဆွဲတဲ့အခါမှာသူဒီ start point ရှိတယ် end point ရှိတယ်ဒါဆိုရင် line တစ်ချောင်းစဖြစ်တည်တယ်ပေါ့အဲ့ဒီမှာမှသူက line တစ်ချောင်းကိုနော်တစ်ဖြောင်းနဲ့ဖြစ်ချင်တယ် line ကိုတက်အောင်ဆွဲချင်တယ်ဆိုတဲ့အခါမျိုးမှာ line တစ်ချောင်းစဆွဲလိုက်ပြီဆိုတာနဲ့သူ့ရဲ့အယောင်ကြည့်ရတယ်သူ့ရဲ့အယောင်ဒီ red axis နဲ့အပြိုင်ဖြစ်နေခဲ့မယ်ဆိုရင်အနီရောင်ပြတယ်အစိမ်းနဲ့အပြိုင်ဖြစ်နေခဲ့မယ်ဆိုရင်အစိမ်းရောင်ပြတယ်အပြာနဲ့အပြိုင်ဖြစ်နေခဲ့မယ်ဆိုရင်အပြာရောင်ပြတယ်တခြားသော direction တွေဆိုရင်တော့အမဲရောင်နဲ့ပြတယ်နောက် line လေးနည်းနည်းစောင်းသွားတဲ့အခြေအနေမျိုးကြီးကြရင်ပန်းရောင်နဲ့ပြတယ်သဘောတရားမဟုတ်လားသူပန်းရောင်နဲ့ပြတယ်အဲ့ဒါဆိုရင် line ဒီနည်းနည်းလေးစောင်းသွားတယ် line အတက်ဒီသူ့ရဲ့အယောင်တွေနဲ့လိုက်ပြီးတော့ဖော်ပြပေးတယ်ဒါဆိုရင်ဟောဒီ line တွေကိုအစဆုံးဆွဲတဲ့အခါမှာတပြေးတဲ့တစ်ဖြောင်းနဲ့ဆွဲခြင်းတယ်ဒါဆိုရင်ဘယ်လိုဆွဲမလဲကနဦး start point ထောက်ပြီးတဲ့အချိန်မှာเนาะ end point မနှိပ်ခင်မှာကျွန်တော်တို့ရဲ့ keyboard မှာမြား၄ခုပါတယ်ဟောဒီမြား၄ခုပြောတာပါအဲ့ဒီမြား၄ခုမှာအောက်မြားလေးပေါ့เนาะအောက်ကမြားလေးကိုဖယ်လိုက်မသုံးဘူးအဓိကအသုံးပြုတာကဟောဒီ A ရယ် W ရယ် D ရယ်ဆိုတဲ့ဒါ game ဆော့တဲ့မြား၄ခုပေါ့လေ game ထဲမှာဆိုရင်တော့ W ကရှေ့ကိုသွားတာ S ကနောက်ကိုဆုပ်တာပေါ့နော် D ကြတော့ညာဘက်ချမ်းကိုကတ်တာ A ကြတော့ဘယ်ဘက်ချမ်းကိုကတ်တာဒါမျိုးနော်ဒီမှာကြတော့မတူဘူး sketch မှာကြတော့ဟောဒီမြား၃ခုရဲ့အလုံးလုံးတဲ့ပုံသဏ္ဍာန်ကဘာလဲဆိုတော့ exist တွေကိုရွေးတာရမယ်နော် exist ကိုရွေးတာအဲ့တော့ညာဘက်ချမ်းအများကိုထောက်မယ်ဆိုရင်ညာဘက်ချမ်းအများကိုထောက်မယ်ဆိုရင်သူက red axis ကိုရွေးပေးတယ်ဒါက right arrow ညာဘက်ချမ်းအများဘယ်ဘက်ချမ်းအများကိုထောက်မယ်ဆိုရင် green axis ကိုရွေးပေးလိုက်မယ်အပေါ်များကိုထောက်မယ်ဆိုရင်တော့
blue axis ကိုရွေးပေးလိုက်မယ်တခါတည်း axis တွေကိုတန်းပြီးတော့ရွေးချယ်သွားလို့ရတယ်နံပါတ်ချက်အမြောက်ထောက်မယ် gray axis နံပါတ်ချက်အမြောက်ထောက်မယ် green axis အပေါ်မြောက်ထောက်မယ် blue axis ကိုလိုသလို axis တွေကိုမြားလေးတွေနဲ့အလုပ်လုပ်သွားလို့ရတယ်အဲ့ဒီအခါမှာမြားတွေရဲ့လှုပ်ဆောင်ချက်ပေါ်မူတည်ပြီးတော့ကိုကနော်ကလစ်မနှိပ်ခင်မှာသူရဲ့ lunch ပေါ့နော်အတူအရှိတန်မိုးတွေကိုလိုသလိုပြောင်းလို့ရတယ်ကစားလို့ရတယ်ရမယ်နော်အဲ့တော့အဲ့ဒီမှာ lunch ကိုဘယ်လောက်တန်ဖိုးသတ်မှတ်ချင်တယ်โอเค10ပေတန်ဖိုးသတ်မှတ်ချင်တယ်ဆိုရင်10ပေအန်တာခောက်ပေးရတယ်အဲ့တော့အခုတို့ keyboard မှာတချို့ကလည်း keyboard မှာ number lock တွေပါတယ်တချို့ကလည်း number lock တွေမပါဘူးပေါ့ number lock ပါတဲ့သူတွေကြတော့ number lock ကနေအလုပ်လုပ်လို့ရတယ်နံပါတ်တွေကဒီမှာတော့ဒါ number lock မပါဘူးအဲ့တော့10ပေဆိုရင်10 1ရဲ့0ရဲ့နှိပ်ပေါ့ပြီးသွားရင်ဒီမှာ pay sign လေးရှိတယ်10 pay ပြီးရင် enter ခောက်ပြီးလိုက်အဲ့တော့10ပေလိုချင်တယ် okay 10 pay ပြီးရင် enter ခောက်ပြီးလိုက်အဲ့ဒါဆိုရင်10ပေနော်အရှိရှိတဲ့ line တစ်ကြောင်းစာရမယ်သို့မဟုတ် age တစ်ခုစာရမယ်နော်အသုံးပြုသွားတာကတော့အကိုတို့10 1ရဲ့0ရဲ့နှိပ်မယ်နော်1ရဲ့0 sorry မှာ1ရဲ့0ရဲ့နှိပ်မယ်ပြီးရင် pay sign ခံမယ်ဒီတိုင်းပဲခံမယ်ဘာမှနှိပ်ကြမလို့10 pay ပြီးရင် enter ခောက်ချပေးလိုက်ရမယ်နော်10 pay enter ခောက်ချလိုက်အဲ့ဒါဆိုရင်10 pay အလျားရှိတော့ line တစ်ခုဝေရမယ် okay line နောက်တစ်ကြောင်းစဖို့အတွက် तू က line ဆက်ကလေးထွက်နေတယ်အဲ့ဒီခါမှာထပ်ပြီးတော့ဆွဲမှာလားမဆွဲချင်ဘူးဆိုရင်တော့ escape နှိပ်ပြီးတော့ line ထွက်လို့ရတယ်ထပ်ဆွဲမယ်ဆိုရင်တော့အကိုတို့ညားလေးတွေနဲ့ထပ်ပြီးတော့ line အသစ်ထပ်ဆွဲလို့ရတယ်အဲ့ဒီမှာလဲကိုသတ်မှတ်လိုက်ပေါ့10ပေပေါ့အဲ့တော့အဲ့ဒီ age တွေကိုတစုတစည်းတဲ့ပေါ့လေနော်ဆိုပါစို့ age တွေအားလုံးကိုဆက်ပေးလိုက်ပြီဆိုရင် surface ပေါ်လာတယ်ဒါဆိုရင် trigon shape ရတယ် surface ပေါ်လာတယ် okay ကဲ license ကြည့်အောင်နောက်တစ်ခုကတော့ကိုတို့ဒါကတော့လက်ရှိမှာ h တွေသွားနေတာအဲ့တော့ h တစ်ခုကိုကြည့်မယ်ဆိုရင်သူ့မှာ point 3ခုရှိတယ်ဆိုတော့ကကျွန်တော်ပြောခဲ့တဲ့ point ပေါ့နော် point တွေမှာကျွန်တော်က start point လို့ပြောခဲ့တယ်။နာနေကသူ့မှာ start point ဆိုတာမရှိပါဘူးကျွန်တော်တို့ကခေါ်သမုတ်တာသူ့မှာ point 3ခုရှိတယ် point 3ခုရှိတယ်ကနဦးကျွန်တော်တို့စတင်ဆွဲလိုက်တဲ့ start point လို့ခေါ်တယ်ပေါ့နော် start point ကအမှန်တကယ်အဲ့ကောင်ကတော့ကျွန်တော်တို့ကအလွယ်တကူနားလည်ရလွယ်ကူအောင်လာပြောလိုက်တာသူ့မှာကအမှန်တကယ်သူ့ရဲ့ point ဒီ end point ဖြစ်ပါတယ် end point အစအဆုံးရှိတယ် end point အစရှိမယ် end point အဆုံးရှိမယ်ခလင်မှာတော့ mid point ဆိုပြီးရှိတယ်အဲ့ဒါက age ခုရဲ့အလုံးလုံးတဲ့လုံးဆောင်ချက်အဲ့ဒါလေးကိုဘယ်လိုကြည့်လို့ရလဲဆိုရင် line 2ကိုယူပြီးတော့သွားထောက်ကြည့်လို့ရတယ် clip ပေးစရာမလိုသွားတင်ပေးလိုက်ရင် end point ဆိုပြီးပေါ်တယ် end point ဆိုပြီးပေါ်တယ် mid point မှာအပြာလေးပေါ်ရင်အဲ့ဒါ mid point ခလယ် point ဘယ်ဒီပဲ balance ဖြစ်တယ်ညကြည့်ခလယ်က line ပေါ်ကိုတင်လိုက်မယ်ဆိုတော့ h လို့ပေါ်တယ် on h ပေါ့ရမယ်နော် h ပေါ်ရောက်နေတယ်သူကညွှန်ပြီးစာလေးပြနေတယ်အဲ့တော့ခလယ် point ကနေပြီးတော့ line တစ်ကြောင်းထပ်ပြီးတော့ဖြတ်ဆွဲလိုက်မယ်ဆိုရင်အဲ့ဒီမှာ line 3ခု h 3ခုဖြစ်သွားတယ် h ဒီ3 line ဖြစ်သွားတယ် sub point mid point ရမယ်နော် sub point ရဲ့ဆုံးတဲ့ point ရဲ့ mid point ရမယ်နော်အတူတူပဲအဲ့တော့ဂျားနေပြီးတော့ပိုင်းဖြတ်လိုက်မယ်ဆိုရင် h 3ခုပွားသွားမယ်ဒါပွား h ဒီကဲအဲ့တော့အကိုတို့ဆိုတော့က line ကြောင်းရှင်းသွားတယ်သူရဲ့ညာဘက်ချမ်းမှာတော့ free hand နဲ့သူကတော့ shortcut မသုံးတော့ထည့်သုံးလို့ရတယ်မပြောတော့ဒီတိုင်းယူတာပို့လွယ်အဲ့တော့သူကတော့ဗာလဲဆိုနောက်ပိုင်းကျိုးတို့မြေသားတွေကိုမညီမညာဖြစ်အောင်ခွဲတာတို့ကန်းကြီးတို့အဲ့လိုမျိုးပေါ့မြေသား ground တွေကိုအဓိကခွဲချတော့မယ်ဆိုတဲ့အခြေအနေမျိုးကြီးကြာရင်ဒီကောင်ကိုသုံးတယ်သူကပကြီးဆွဲသလိုပဲ
လိုသလိုဆွဲပါလို့ရတယ်ပုံလေးတွေဟောကျိုးကွေလေးတွေဘာလေးတွေလိုက်ဆွဲလို့လည်းရတယ် free hand ဆွဲတာ okay surface လည်းကွဲသွားတယ်နော်နောက်တစ်ခုကတော့ rectangle 2တဲ့အင်္ဂလိပ်အခရာအောင်နှိပ်မယ်ဆိုရင် shortcut ရတယ်အောင်ထောက်ပြီးတော့ any shape အစုံဆွဲထုတ်လို့ရတယ်အတိုင်းအတာနဲ့ပြီးလဲရတယ် okay အတိုင်းအတာနဲ့ဘယ်လိုပြီးမလဲတဲ့သူရဲ့ start point ကိုခေါ်တာပေါ့နော် start point ကနေပြီးတော့ဆွဲထုတ်လိုက်တဲ့အချိန်မှာ rectangle shape ပေါ်လာတယ်အဲ့ဒီအချိန်မှာညာဘက်ထောက်မှာ dimension ဆိုတာရှိတယ် dimension မှာတန်ဖိုးတွေထည့်ပြီးလို့ရတယ်ဘယ်လောက်တန်ဖိုးတွေရိုက်ထည့်မှာလဲကွာ okay သူ့ကိုကျွန်တော်တို့က3ပေပတ်လည်လိုချင်တာဒါဆိုရင်3ပေဂျားထဲမှာ comma ခံပေးရတယ်ပြီးရင်3ပေ enter ခောက်ပေးလိုက်အဲ့ဒါဆိုရင်3ပေပတ်လည်ရှိတဲ့ rectangle tools တစ်ခုရမယ်အဲ့တော့ပြန်ရှင်းပြမယ်နော်3ပေပတ်လည်လိုချင်တဲ့ rectangle တစ်ခုလိုချင်ပြီဆိုရင်အရင်ဦးဆုံးနော်ကျွန်တော်တို့ rectangle 2ကိုစပြီးတော့ဆွဲလိုက်ပြီးသွားရင်အတိုင်းအတာတွေရိုက်ထည့်လိုက်အဲ့ဒီမှာကျွန်တော်တို့က selection ကိုဖိစရာမလိုဘူး click ကိုနှိပ်စရာမလိုဘူးเนาะစဆွဲထုတ်ပြီးတဲ့အချိန်မှာပဲ mouse ကိုလှုပ်ပေးလိုက်တော့ keyboard မှာအလုပ်လုပ်မယ် keyboard ကနေပြီးတော့ကျွန်တော်တို့เนาะ3ပေပတ်လဲဆိုရင်3ပေဂျားထဲမှာ comma ခံပေးရတယ်3ပေ enter ခောက်ပေးလိုက်အဲ့တော့ကျွန်တော်ဒီမှာစာလေးနဲ့ရေးပြမယ်အဲ့တော့ rectangle တစ်ခုကိုလိုချင်တယ်ဆိုရင်5ပေပတ်လဲဖြစ်ဖြစ်3ပေပတ်လဲဖြစ်ဖြစ်3ပေ5ပေဖြစ်ဖြစ်ကြိုက်တဲ့အတိုင်းအတာထက်ဂျားထဲမှာ comma ခံပေးရမယ်ဒါကကျွန်တော်ကနမူနာပြတာ3ပေ3ပေပြီးသွားရင် enter copy လိုက်ဒါပဲဟောဒီအနောက်မှာဖြစ်ဖြစ်အရှိမှာဖြစ်ဖြစ်10ပေ3ပေ10ပေ3ပေ15ပေ3ပေ15ပေ10ပေဟဲ့လားပေ20ပေ50လို့တို့အတိုင်းတာရေးပေးလို့ရတယ်ဂျားမှာတော့ comma ခံဖို့မမေ့ပါနဲ့ဒါအရေးကြီးပါတယ် okay ကြည့်လိုက်စမ်းကြည့်အောင်နောက်တစ်ခုကဘာလဲဆိုတော့ rectangle ကဆွမ်းနာကကိုပြောခဲ့သလိုမျိုးပဲ rectangle 2ကိုသုံးတော့မယ်ဆိုရင် comma ခံသုံးရတယ်မိမိလိုချင်တဲ့အတိုင်းတာပေးတယ် comma ခံတယ်အတိုင်းတာပေးတယ်ပေ sign သုံးတယ်ပေ sign သုံးတယ်เนาะနှစ်ခုသလုံးမှာ enter ခောက်ပေးတယ်အဲ့တော့ကိုက10ပေ15ပေရှိတဲ့ rectangle တစ်ခုကိုလိုချင်တဲ့ okay 15ပေ comma 10ပေ enter ခောက်ပေးလိုက်ဒါဆိုရင် rectangle 2တစ်ခုရတယ်10ပေ15ပေเนาะsite တန်မှုရှိတယ်เนาะသူရဲ့ rectangle 2ကိုရတယ် okay ဒါဆိုရင်သူရဲ့ညာဘက်ချမ်းကတော့သူကဒါ rotate rectangle ဒီကောင်တိတ်တော့မသုံးပါဘူးသူကအဲ့လိုတစ်ခါလဲ direction လှည့်ပါလို့ရတယ် rotate rectangle เนาะဒါကတော့စမ်းပြ